Hello sweetie လေးတို့အားလုံးပဲမင်္ဂလာပါချွန်လာမှာမွေးဖွားတဲ့သူလေးအားလုံးပဲ happy birthday ပါရှင်အခုချွန်လာအတွက်ပေါ့နော်ဒီဖြစ်ပေါ်လာတဲ့ကျမရေးစီးပွားရေးလူမှုရေးအစရှိရဲ့ဒီတလတန်ကန်ကြမာကိုမိမိချရော့ကဖတ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုရဲ့အောက်က comment မှာလေးပေါ့နော်မမမမီကိုရိုက်ပေးစေခြင်းနဲ့တင်ပေးစေခြင်းနဲ့ reading လေးတွေရှိလို့ရှိရင်လည်းအောက်က comment လေးမှာမှန်းခဲ့ပြီးလို့ရပါတယ်အမဟာလေးတွေဖတ်ပြီးတော့တင်ပေးမယ်ပေါ့နော်ဟုတ်ပါပြီဒါဆိုလို့ရှိရင် baby တို့ကိုအရင်ဆုံးစပြီးတော့မြင်နာကပေါ့နော်တချို့သူတွေကလေဒီ6လပိုင်းလအစဒါမှမဟုတ်လို့ရှိရင်9လပိုင်းကုန်ခန်းဒီမှာအဲ့လိုကန်ကောင်းထားတာပေါ့နော်ကန်ဆမ်းမဲပေါက်ထားတာတို့ထီပေါက်ထားတာတို့အစရှိသဖြင့်အဲ့လိုကန်ကောင်းထားတဲ့သူတွေပါတယ်ပေါ့နော်အဲ့လိုလက်ဆောင်တွေပါတယ်ဆိုလို့ရှိရင်တချို့ပစ္စည်းအကြီးတွေရတာမျိုးပေါ့နော်ဥမာကားတို့ဘာလို့အစရှိသဖြင့်ပေါ့နော်ဒါမှမဟုတ်အရန်လှတဲ့ဝစ်စုံနေဈေးကြီးတဲ့ဟာတွေရွှေတွေငွေလိုအဲ့လိုမျိုးရဲတနာတွေပေါ့နော်ကောင်းမွန်တဲ့အရာတွေကိုယ့်စီကိုဝင်ထားတာမျိုးလို့ခုနကပြောလို့အဲ့လိုကန်ဆမ်းမဲပေါက်တာအစရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးလက်တလောမှာကန်ကောင်းထားတဲ့သူလေးတွေဒီ reading ကိုကြည့်နေတဲ့သူတွေထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့တချို့တွေကနေရအပြောင်းအရွှေ့အသစ်အဆန်းတွေလုပ်ထားတာမျိုးပေါ့နော်အဲ့ဒီမှာကောင်းသောအပြောင်းရွှေ့ခြင်းပေါ့နော်ကိုသွားခြင်းတဲ့နေရာကိုသွားရတယ်နောက်ပြီးတော့အဲ့နေရာမှာဟိုကိုရှိစေချင်တာတွေကိုဖြစ်ချင်တဲ့အရာလေးဖြစ်ထားတာမျိုးပေါ့နော်အဲ့လိုမျိုးလေးပေါ့တချို့ကြလည်းနိုင်ငံခြားကိုသွားတာမှာအကောင်းမွန်တဲ့ကိုလိုချင်တဲ့ position မျိုးနဲ့အလုပ်ရတာတို့ကိုတက်ချင်တဲ့အကြောင်းနဲ့တက်ခွင့်ရတာမျိုးတို့အဲ့လိုလူတွေပါတယ်နောက်တချို့ကြတော့အိမ်ကို decoration လုပ်ထားတာပေါ့နော်အဲ့လိုအလှဆင်ထားတာလေးချစ်စရာကောင်းတဲ့ပုံစံလေးလုပ်ထားတာတို့အိမ်ကိုပြန်လဲပြုပြင်မွမ်းမံထားတာမျိုးတို့အဲ့လိုမျိုးလက်တလုံးမှာလှုပ်ထားတဲ့သူတွေပါတယ်ပေါ့နော်ဒီ reading ကိုကြည့်နေတဲ့အထက်မှာအဲ့လိုလူလေးတွေပါတယ်ဆိုတဲ့ဟာကိုလာပြီးမြင်ရတယ်နောက်ပြီးတော့ဒီ reading ကိုကြည့်တဲ့သူတွေထဲမှာ10ကျော်သက်တို့20ကျော်တို့30ကျော်တို့40ကျော်တို့အစရှိသဖြင့်တော့လူတွေအများကြီးပါတယ်လူပေါင်းစုံကြည့်လို့ရ general reading တော့ဖြစ်တယ်ဒါပေမဲ့ဒီ reading ကိုအများဆုံးကြည့်နေတဲ့အထက်မှာ20ကျော်ကနေပြီးတော့30ကျော်ဝန်းကျင်အရွယ်တွေကတော့အများဆုံးပါတယ်ပေါ့နော်ဒါလေးကိုလည်းမမီကလာပြီးတော့ခန်းစားရပါတယ်အဲ့တော့ဒါကတော့ဒီ reading ကိုကြည့်နေတဲ့သူတွေမှာအခုပြောပြသွားတဲ့အချက်တွေပါတယ်ဆိုလို့ရှိရင်เนาะဒီဂျွန်လာကတော့ကိုယ့်အတွက်ပို့ပြီးတော့မှ claim နေဆိုတာကိုပြောပြပေးခြင်းနေပေါ့เนาะဒါကတော့ပိုင်ရင်းစရာမလိုပါဘူးအားလုံးကြည့်လို့ရတဲ့ generation လေးကိုမမီးကအချိန်မရလို့ပေါ့နော်ဗီဒီယိုအရှည်ကြီးပိုင်ရတာမလုပ်ပေးဖြစ်တဲ့အတွက်ကြောင့်မလို့လဲအားလုံးလည်းတောင်းပန်ပါတယ်ပေါ့နော်ဟုတ်ပါပြီဒါဆိုလို့ရှိရင်တော့ဒီဂျွန်လာအတွက်စပြီးတော့ကြည့်လိုက်ကြရအောင်ပါအဲ့တော့ဂျွန်လာအတွက်စပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တချို့သူတွေကပေါ့နော်နည်းနည်းငွေလွန်သွားတာလေးရှိရကိုသုံးချင်တာလေးသုံးပြီးဝယ်ချင်တာလေးဝယ်ပြီးသွားတော့မှလက်ထဲမှာငွေတိတ်မကျန်တော့တာတွေရှိရအဲ့တော့ငွေကြီးစမြင်တယ်လို့ပြောရမှာပေါ့နော်ဂျွန်လာအတွက်ကတချို့ကြတော့လဲဟိုကိုဝယ်ချင်ဝယ်ဖို့အတွက်ငွေကြေးမတက်နိုင်လို့ပူပန်တာမျိုးတို့အစရှိသဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုဒီဂျွန်လာအစမှာစပြီးတော့မြင်ရတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကိုလာပြီးတော့တွေ့ရတယ်တချို့ကြလဲဝယ်ဖို့အတွက်ကဈေးကြီးနေရကိုကအရန်လိုချင်တယ်ဆိုပြီးတော့အဲ့လိုကိုလိုချင်တဲ့ဟာလေးငွေကြေးနဲ့ပတ်သက်ပြီးတော့ဝယ်ရမယ့်အရာတွေအတွက်ဆန္ဒမပြည့်တာတို့တချို့ကြလဲအကျွေးရှိတာမျိုးတို့အစရှိသဖြင့်ပေါ့နော်ပုံစံမျိုးစုံဒါတော့လူပေါင်းစုံကြည့်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ပုံစံမျိုးစုံငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပင်နေရတယ်ဆိုတဲ့ဟာကိုဒီမှာလာပြီးတော့မြင်ရတယ်ပေါ့နော်ဒါတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မြင်ရတာပေါ့နော်လအစမှာတော့အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘလို့ပဲလစာထုတ်လို့ပေါ့နော်အဲ့လိုလစာရတာပဲဖြစ်ဖြစ်အာသာ income တွေရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးငွေတွေရတာအောင်မှအဆင်မပြေတဲ့သူတို့တချို့ကြလဲအဲ့လောက်ငွေမရလို့အဆင်မပြေရအောင်အကြောင်းမျိုးကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေရရရှိရဲတို့ပေမဲ့လေဒီ6လပိုင်းလဝက်ကနေစပြီးတော့လကုန်တဲ့အထိမှာတော့ဒီငွေကြေးကန်တွေပြန်တက်လာဖို့တော့ရှိရဲပေါ့နော်အဲ့လိုအာသာ income တွေဝင်တာမျိုးတို့အစရှိသဖြင့်ပေါ့နော်အဲ့လိုငွေတွေရလာဖို့ရှိရဲပေါ့နော်တချို့ကြလည်းမဟုတ်ဘူးရတာတော့ပါအဲ့လိုပုံစံလေးတွေနဲ့ငွေကြေးတွေကတော့ပြန်ပြီးတော့အဆင်ပြေလာဖို့ရှိအဲ့တော့လအစမှာတော့ကွယ်ဂျွန်လာမှာတော့အစမှာတော့ငွေကြေးကတော့အဆင်မပြေဘူးဒါပေမဲ့ဒီလဝက်ကနေစပြီးတော့အနောက်ပိုင်းကတော့ငွေကြေးကန်တွေပြန်ပြီးတော့တက်လာမယ်ဆိုတဲ့ဟာကိုလာပြီးမြင်ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးပိုင်းမှာဆိုလို့ရှိရင်တော့ဒီတချို့သူတွေကဒီ1 byte ဘိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘိုင်းအောင်နာတို့နောက်ပြီးတော့ရှင်ပြေတာတို့အစမကြည်တာတို့အဲ့လိုပုံစံလေးဖြစ်တဲ့နောက်တချို့သူတွေကကြတော့စိတ်ပိုင်းဆိုင်ရာပေါ့နော် emotional ပိုင်းဆိုင်ရာမှာတော့အဆင်မပြေတာလေးရှိတဲ့ဥမာဟိုတချို့ကိစ္စဝမ်းနေစရာစိတ်မကောင်းစရာကိစ္စရက်လေးရှိတာတို့ပေါ့နော်ခေါင်းမူခေါင်းကိုက်တာတို့အဲ့လိုမျိုးဟာလေးရောကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုလေးခဏကိုမှာတော့အဲ့လို1 byte ရှင်ဘက်ကနေစပြီးတော့1 byte အထိပေါ့နော်အဲ့ဒီအပိုင်းတွေကိုတော့အထူးဂရုပြုဖို့လိုမယ်ဆိုတဲ့ဟာကိုဒီမှာလာပြီးတော့မြင်ရတယ်ပေါ့နော်
နောက်ပြီးတော့ဒီ reading ကိုကြည့်နေတဲ့တချို့သူတွေပေါ့နော်ဒီဂျွန်လအစတို့လာဝတ်တို့မှာတော့တိတ်တော့အဆင်မပြေပေမဲ့ဂျွန်လကုန်ခံနေတဲ့အခါမျိုးတွေဆိုလို့ရှိရင်တော့ဒီအလောက်ကန်နေပါအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ကန်နေပါဆိုလို့ရှိရင်တော့ကောင်းတယ်ဆိုတာကိုမြင်ရပေါ့နော်ဥပမာတချို့တွေကဒီဂျွန်လာထဲမှာပေါ့နော်အလုပ်သစ်ရှာနေရဆိုလို့ရှိရင်ဖောင်တင်လိုက်တယ်ပြီးလို့ရှိရင်အင်တာဗျူးခေါ်တဲ့ထဲမှာလည်းကိုယ်မပါဘူးတချို့ကြလည်းအင်တာဗျူးရဲ့အထီတော့ပါတယ်ဒါပေမဲ့အင်တာဗျူးဖြေပြီးသွားလို့ရှိရင်အလုပ်ခေါ်ရင်ပြန်ဆက်သွယ်ပေးမယ်ဆိုပြီးပြန်ပြီးတော့မဆက်သွယ်တာမျိုးတို့အဲ့လိုအလုပ်အကိုင်နေနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေတော့ရှိရပေါ့နော်ဒီမဲ့ဒီနောက်ဆုံးအပတ်ပေါ့20ကျော်ပေါ့နော်အဲ့ဒီလောက်ကနေစပြီးတော့ကိုရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ offer တွေကကိုယ့်စီကိုပြန်ရောက်လာတာမျိုးတို့တချို့ကြတော့ယာရုတို့လာစာတို့ဖြစ်သွားတော့တချို့ကြတော့လည်းကိုအဲ့လိုမျိုးပေါ့နော်ကိုလုပ်ချင်တဲ့အလုပ်ကိုဝါသနာပါတဲ့အလုပ်တွေကိုရှာသွားတာမျိုးတို့နောက်ပြီးတော့တချို့ကိုကင်တဲ့ project တွေကအောင်သွားတာတို့အဆင်ပြေသွားတာတို့တချို့ဆိုလို့ရှိရင်လာကုန်ခန်းကြီးကြတော့မှထားပါတော့ဒီတိုက်ခန်းရောင်းတဲ့သူတွေပါမယ်ဆိုလို့ရှိရင်ဥပမာပေးရပေါ့နော်ဒါတိုက်ခန်းမဟုတ်ဘဲနဲ့တခြားအရာတွေလည်းဖြစ်နိုင်တယ်ဒီလာကုန်ခန်းကြီးမှာကိုရောင်းတဲ့တိုက်ခန်းပို့ပြီးတော့မှအယောင်ထွက်သွားလို့ကိုလာစာအပြင်ပါမရှင်ရတာမျိုးတွေအစရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးဒီအလုံးကန်နေငွေကြေးကန်နေရတော့ဒီလကုန်ပိုင်းတွေမှာပြန်ပြီးတက်လာဖို့ရှိရဲဆိုအောင်မြင်ရရင်ကျမကြီးကတော့ခုနကပြောသလိုအရာဆိုတော့အရင်စိုးရိမ်စီရတော့မရှိဘူးပေါ့နော်ဒီလိုလေးတော့လာပြီးတော့တွေ့ရတယ်နောက်ပြီးတော့ဒီအခြေအနေနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်တချို့လူတွေကကြတော့လက်ရှိချစ်သူရှိနေတဲ့သူတွေဆိုလို့ရှိရင်တော့ဒီအခြေအနေမှာတော့ပူပန်မှုတွေရှိရပေါ့နော်တယောက်နဲ့တယောက်စကားများတာထပ်စားလို့ရှိရင်ကွာဘယ်လိုပြောမလဲနည်းနည်း break ဖြစ်သွားတာမျိုးပေါ့နော် break ဖြစ်သွားလို့တချို့ရလမ်းခွဲတဲ့အထီတောင်မှရောက်သွားလို့အကြောင်းမျိုးကြောင့်ပေါ့နော်စကားများတာလည်းဖြစ်ချင်းဖြစ်ဒါမှမဟုတ်စကားများတာမဟုတ်ဘဲနဲ့တခြားအကြောင်းအရာတွေကြောင့်နှစ်ယောက်သားပြတ်သွားတာတချို့ကြလည်းလုံးဝအပြီးပြတ်သွားတာကြောင့်အဲ့လိုမျိုးကြောင့်စိတ်ဆင်းရဲစရာတွေတော့ပေါ်လာဖို့ရှိရပေါ့နော်ဒါကတော့ဒီလတက်လာတဲ့အတွက်ကြည်ရဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြီးတော့လည်း serious ကြီးတော့မထားနဲ့ပေါ့နော်နောက်လာကြီးကြာရင်တော့သူနဲ့ကိုယ်နဲ့ပြန်ပြီးတော့အဆင်ပြေသွားရလဲဖြစ်သွားနိုင်တာပဲလीနော်single တွေအတွက်ကတော့သတင်းကောင်းပေါ့နော် single တွေအတွက်ကကြတော့ဒီကွဲသွားတဲ့သူတွေကတော့ဒီအခြေရေးတို့ဒီလမှာတော့ဒီလောက်နဲ့ရက်တက်နေရတော့မြင်နေပေါ့နော်လူတစ်တွေပါတော့မတွေ့ဘူးဒါပေမဲ့ထူးခြားတာကတော့ single တွေအတွက်ကကြတော့ကိုယ့်စီကိုအချစ်တစ်ဝင်လာဖို့ရှိရဲဆိုတဲ့ဟာမျိုးကိုလာပြီးတော့တွေ့ရတယ်ပေါ့နော်single တွေစီကိုရောက်လာမဲ့အချစ်ကတစ်ဖက်သူကကြတော့ငွေကြေးတို့ဒီစီးပွားရေးပိုင်းတွေမှာတော့တောင့်တင်းမှုရှိရဲပေါ့နော်အဲ့လိုပတ်စံရှိတဲ့သူအဲ့လိုလူတယောက်ဝင်လာဖို့ရှိရဲဆိုတဲ့ဟာမျိုးကိုလာပြီးတော့တွေ့ရတယ်တချို့ကကြတော့ကိုနဲ့ရွယ်သူတချို့ကကြတော့ကိုထက်အသက်ကြီးတဲ့သူတယောက်ပေါ့နော်ဒီအချစ်တစ်ကတော့ single တွေအတွက်ဝင်လာဖို့ရှိမယ်ဆိုတဲ့ဟာမျိုးကိုလာပြီးတော့တွေ့ရတယ်ပြောရင်တစ်ဖက်လူကတော့ပုံစံကတော့အနေအထိုင်နေပိုင်းနည်းနည်း ABTT ကြီးရှိတဲ့ပုံစံမျိုးပေါ့နော်အထူးသဖြင့်အမျိုးသားလူခံပို့ပြီးတော့ခံစားရတယ်ပေါ့နော်ကိုယ်စီရောက်လာမဲ့တစ်ဖက်သူကလေအမျိုးသားဖြစ်ဖို့ပိုများရပေါ့နော်ဒါလူပေါင်းစုံကြည်ရဖြစ်တဲ့အတွက်ကြောင့်မလို့ LGBT ရေလည်းပါတယ်ကောင်လေးကောင်မလေးလည်းပါတယ်ပေါ့နော်အဲ့လိုကိုယ်အဆင်ပြေသလိုယူဆလို့ရတယ်ပေါ့နော်ဒီမှာစိတ်ထဲမှာခံစားရတာတချို့ကောင်မလေးအတွက်အဲ့လိုတီငိမ့်နဲ့ပတ်စံရှိတဲ့ဒီအမျိုးသားတယောက်ပေါ့နော်ကိုအတွက်အဲ့လိုမျိုးကိုကြီးတယောက်ပေါ့နော်အဲ့လိုမျိုးလေးကိုစီကိုရောက်လာဖို့ရှိရဲဆိုတဲ့ဟာမျိုးလာပြီးတော့မြင်ရတယ်ပေါ့နော်အဲ့လိုလေးတွေ့ရတယ်အချစ်တဲ့နဲ့ပတ်သက်ပြီးတချို့ကကြတော့ရွယ်သူပေါ့နော်ငယ်တာကတော့တိတ်မခံစားရအောင်ငယ်သူတော့ပါတော့ပါမယ်ဒါပေမဲ့ရွယ်သူအနေငယ်ပါမယ်ကိုထက်အသက်ကြီးတဲ့သူကအချစ်သစ်အနေနဲ့ပေါ့နော်ရောက်လာမျိုးရှိအချစ်သစ်ဆိုရင်မဲ့အခုချက်ချင်းကြိုက်သွားတာမျိုးတော့မဟုတ်ဘူးပဲကိုရဲ့ချစ်သူဖြစ်လာမဲ့သူအနေနဲ့ဥမာတငယ်ချင်းကကိုကိုမိတ်ဆက်ပေးလိုက်တာမျိုးတို့ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာတွေ့ရမျိုးတို့အဲ့လိုတင်တန်းနေကျောင်းနေမှာတွေ့ရမျိုးအဆရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးရဝန်းနေရနေရသူနဲ့ကိုနဲ့ကတွေ့ကြပြီးတော့မှနောက်တဆင့်ထပ်တက်ပြီးတော့နောက်လာတွေမှာချစ်သူဖြစ်သွားတာမျိုးတွေဒါမျိုးတွေရှိရပေါ့နော်အဲ့လိုမျိုးလေးတွေကိုတော့လာပြီးတော့တွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီထဲမှာပါတဲ့သူတွေပေါ့နော် single လေးတွေတော်တော်များများကစမ်းပွင့်လိမ့်မယ်ပေါ့နော်ကိုကတော့မစုံကိုရုပ်ကတော့မချောဘူးအဲ့လိုမျိုးတလုံးထင်လာတဲ့သူတွေဒီထဲမှာပါကောင်းပါလိမ့်မယ်ဒါပေမဲ့ထူးထူးခြားခြားဒီလာထဲမှာလေကိုလာပြီးတော့သဘောကျတဲ့သူတွေရှိလာလိမ့်မယ်ပေါ့နော်တယောက်တချို့ကြလည်းတယောက်ထက်ပိုတဲ့သူတွေပါရတော့မှပဲပါလာတယ်ပေါ့နော်အဲ့လိုမျိုးလေးကြုံရဖို့ရှိမယ်ဒီလိုမျိုးတွေလာပြီးတော့တွေ့ရတယ်ပေါ့နော် Okay တ
ချို့သူတွေကဒီ6လပိုင်းထဲမှာဆိုလို့ရှိရင်ခရီးသွားဖို့ရှိရပေါ့နော်ခရီးသွားရဖို့ရှိရကိုနေတဲ့နေရာနဲ့တော်တော်ဝေးတဲ့နေရာပေါ့နော်အထုပ်အပိုးတွေပြင်းပြီးအနည်းဆုံး2ရက်3ရက်လောက်ကတော့အိပ်ရမယ်ပေါ့နော်အဲ့လောက်ထိနည်းဝေးတဲ့နေဘက်တို့ပါတို့အဲ့လိုတချို့ရေချားမြေချားတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ရေချားမြေချားကတော့နည်းနည်းတယ်မြန်မာဒီပြည်တွင်းမှာပဲပေါ့နော်အဲ့လိုခရီးသွားရတာမျိုးတွေတချို့သူတွေကဒါမျိုးလေးကြုံရဖို့ရှိမယ်ပေါ့နော်ဒါပေမဲ့ဒီခရီးကလည်းကိုယ့်အတွက်အဆင်မပြေရမျိုးတော့မဟုတ်ဘူးစိတ်ပျော်ရွှင်မှုပေါ့နော်ဒီနေရာကိုသွားလိုက်ရတဲ့အတွက်ကိုယ့်အတွက်စိတ်ပျော်ရွှင်တာတို့ဒါမှမဟုတ်လို့ရှိရင်စိတ်ကျေနပ်မှုရှိသွားတာတို့ဟိုလန်းဆန်းသွားတာမျိုးတို့အဲ့လိုမျိုးအဆရှိသဖြင့်ကောင်းမွန်တဲ့ feeling တစ်ခုတော့ကိုယ့်အတွက်ကြံခဲ့ရမျိုးပေါ့နော်အဲ့လိုမျိုးကောင်းမွန်တဲ့နေရာတစ်ခုကိုသွားရတာမျိုးရှိမယ်ပေါ့နော်အဲ့လိုလေးလာပြီးတော့တွေ့ရတယ်တချို့သူတွေအတွက်ကကြတော့ဒီဂျွန်လာထဲမှာဆိုလို့ရှိရင်နည်းနည်း warning ပေးတာပေါ့နော်ဟိုအစိတ်နေကြော်ပြီးတော့မလုံနဲ့ပေါ့နော်ဟိုမှားတာတို့ဘာတို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်တစ်ပြီးမှနှစ်ကိုလုံမယ်နှစ်ပြီးမှသုံးအောင်လုံမယ်အဲ့လိုမျိုးအစင်လိုက်လေးလုံဖို့လိုမယ်မလောနဲ့ဆိုရဲဟာကိုလာပြီးတွေ့တချို့ကြတော့လည်းရှိရလေအလုံထဲမှာမြန်ပြီးမှဖြစ်မယ်ဆိုပြီးတော့အဲ့လိုမျိုးအထက်လူကြီးကလည်းအမြန်လိုချင်နေလို့ဆိုပြီးတော့ကိုကအမြန်လုံလိုက်တာမျိုးရှိဒါပေမဲ့အဲ့ဒါကအစင်မပြေလို့ပေါ့နော်ဟိုနောက်တစ်ခေါက်ပြန်လုံလိုက်ရတယ်ကိုကလည်းအဆူခံလိုက်ရအဲ့လိုမျိုးကိစ္စရက်တွေကြုံမှုရှိရင်ဒါကြောင့်မို့လို့ပေါ့နော်ကိုတခုခုလုပ်မယ်ဆိုလို့ရှိရင်မလုပ်ခင်မှာလည်းနည်းနည်းအစီအစဉ်ချပြီးလို့ရှိရင်ဟိုစဉ်းစားပေါ့နော်ဒီလိုလေးလုပ်ရင်ကောင်းမလားဟိုလိုလေးလုပ်ရင်ကောင်းမလားစဉ်းစားပြီးသွားလို့ရှိရင်တစ်ကိုအရင်လုံးတစ်ပြီးတော့မှနှစ်ကိုလုံးနှစ်ပြီးတော့မှသုံးလုံးသုံးပြီးတော့မှလေးကိုလုံးလေးပြီးတော့မှငါးကိုလုံးအစရှိသဖြင့်ပေါ့နော်အဲ့လိုလေးသွားပါအဆင့်ကြီးပြီးကျင်စောနဲ့ကြော်မသွားပါနဲ့အဆူခံရလိမ့်မယ်အဆင်မပြေလို့ဆိုပြီးနောက်တစ်ခေါက်လည်းထပ်ပြီးလုပ်ရလိမ့်မယ်တစ်ခါလေးကြာရင်ဒါကြီးကကိုယ်အဆင်မပြေလို့ဆိုရင်မခိုင်းတော့ဘဲနဲ့တော့မှအခြားသူတယောက်ကိုခိုင်းလိုက်ရလို့ကိုယ့်ရဲ့အခွင့်အရေးတွေဆုံးရှုံးသွားတာမျိုးတွေတောင်မှပဲဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်သတိထားဖို့လိုမယ်ဆိုတာကိုဒီမှာလာပြီးတော့မြင်ရတယ်နောက်ပြီးတော့တချို့သူတွေကလေခုနကတော့ကျမ်းမာရေးမှာတော့မမြင်ရဘူးပေါ့နော်ဒီမှာလေးဟိုချောင်းဆိုးတာမျိုးတော့တိတ်မခံစားမိဘူးအေးမိတာတို့ဖျားတာတို့အဲ့လိုတော့မခံစားမိခဏကိုမှခုနကတော့ဒီရင်ပြေးတာတို့ဘိုင်းအောင်တာတို့ပဲတွေ့ရပေါ့အခုချက်ပြီးတွေ့ကကြလေးဟိုနှာစီးရပေါ့နော်နှာရည်တွေပါထွက်ကြလာလို့အဲ့လိုညှစ်လိုက်ရတဲ့အထီတောင်ပါပဲအဲ့လိုမျိုးနှာစီးမယ်ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အဲ့တော့အခုကမိုးရင်းလက်ရောက်ပြီဆိုတော့အဲ့ဘိုင်းလေးလည်းတစ်ချက်သတိထားပေးဖို့လိုမယ်ဆိုတာကိုလည်းဒီမှာလာပြီးတော့တွေ့ရတယ်ပေါ့နော်โอเคနောက်ပြီးတော့နည်းနည်းထူးခြားရပေါ့နော်အချင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီ6လပိုင်းထဲမှာလေright person ဝင်လာလိမ့်မယ်ပေါ့နော်တချို့ဒါကတော့လူအများစုကြည့်တဲ့ collective reading ဖြစ်တဲ့အတွက်ကြောင့်မလို့လူတော်တော်များများအတွက်ပေါ့နော်ဥပမာလူအယောက်100ကြည့်ရဲဆိုလို့ရှိရင်လူအယောက်90လောက်ကsingle ပေါ့နော် single မှာအဲ့လိုတဝက်လောက်ကလေကိုနဲ့တွေ့ရမယ်လူသစ်ကနောက်ပိုင်းမှာချစ်သူဖြစ်ုံနေမကဘဲနေပေါ့နော်ကိုနဲ့လက်ထပ်သွားတဲ့အထိ right person ဖြစ်သွားမဲ့သူတောင်မှဒီထဲမှာပါလာတယ်ဆိုတဲ့ဟာကိုလည်းမှတ်မိရမြင်ရတယ်ပေါ့နော်ဒါကလည်း congratulation ပါပဲပေါ့နော်ဟိုအရန်မိုက်ပါတယ်သူနဲ့ကိုနဲ့ကပြီးတော့ soulmate energy ရတယ်ဒီဘဝမှာစုံတာမဟုတ်ရှေ့ဘဝအဆက်ဆက်ထဲကသူနဲ့ကိုနဲ့ကတိကျွမ်းလာတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ဒီကိုရဲ့ soulmate နဲ့ပြန်ပြီးတော့စုံတွေ့ရတယ်ပေါ့နော်ဒီလူနဲ့ကိုနဲ့ကဒီလမှာတွေ့မယ်ပြီးရင်နောက်လာမယ့်လတိုင်းမှာချစ်သူဖြစ်မယ်ပြီးရင်နောက်လာမယ့်လတော့မဟုတ်နောက်လာမယ့်နှစ်တွေမှာသူနဲ့ကိုနဲ့လက်ထပ်သွားတာမျိုးတွေအဲ့လိုမျိုးတွေတောင်မှပဲတွေ့ရဒါဂျွန်လအတွက်ကြီးရဲ့ region ဖြစ်တယ်ဆိုမှတချို့သူတွေအတွက်ကကြတော့အဲ့လို right person ပေါ့နော်နောင်လာမယ့်အနာဂတ်အထီအောင်မှပဲအဲ့လိုမျိုးမှမီးရနည်းနည်းမြင်လိုက်ရလေရှိရပေါ့နော်ဒါလေးတွေကိုတွေ့လို့ပါဒါပါထပ်ပြီးတော့ပြောပြပါပေါ့နော်တချို့သူတွေကနည်းနည်းပတ်စံသုံးတာလက်လွန်ချက်သွန်းဖြစ်သွားမယ့်ဟာလေးတွေကိုလည်းတွေ့ရတယ်ဟိုကိုရှာတဲ့ငွေထက်လေကိုသုံးတဲ့ငွေကပိုများနေရမစုဖြစ်တော့တာအဲ့လိုလေးလာပြီးတွေ့ရဘာလို့လဲဆိုတော့တချို့ကြောင့်ဒါလေးက discount လေးချရဲဒီအထည်လေးကတော့ထပ်ပါတော့ online မှာဆိုလို့ရှိရင်အဲ့လိုကောင်မလေးဆိုဈေးရောက်တာလေးဟိုတချို့ဟာလေးတွေကဒီတစ်ထည်တစ်ထုပ်မှာပေါ့နော်အဲ့လိုအထည်က4-5ထည်လောက်ပါတယ်ဒါလေးကမိုက်တယ်ဆိုပြီးဝယ်ချလိုက်တာဟိုကလည်း online ကမှာဒီဘက် online ကလည်းမှာနောက်ထပ် online ကလည်းမှာအဲ့လိုကိုလိုချင်တာတွေစိတ်ရှိတိုင်းဝယ်ချပလိုက်တာစားလည်းမစားရဘူးပေါ့နော်အဲ့လိုမျိုးလေးနည်းနည်းလက်လွန်သွားလေးဖြစ်တတ်တယ်ဒါပေမဲ့ဟိုအစမှာပြောထားသလိုပဲပေါ့နော်အဲ့လိုမျိုးကိုတခုခုကြောင့်ငွေကြေးအဆင်မအဲ့လိုမျိုးတွေတုံးလိုက်လို့ငွေကြေးအဆင်မပြေတော့တာငွေကြေးနဲ့ပတ်သက်ပြီးပူပင်ရတာမျိုးတို့ရှိပေမဲ့ဒီလာဝက်ကနေစပြီးတော့လာကုန်တဲ့အထိမှာတော့ငွေကြေးကန်နေပြန်ပြီးတော့မှတက်လာလိမ့်မယ်ဆိုတဲ့ဟာကိုလာပြီးတော့တွေ့ရတယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့ကတော့တချို့သူတွေကကြတော့ဒီ discount ချတာနဲ့တိုးပြီးတော့ပေါ့နော်ကန်ကောင်းထောက်မှစွာနဲ့အဲ့လို
ပညာသင်ခွင့်ရလိမ့်မယ်ပေါ့နော်ဥမာတချို့သင်တန်းနေရဟို10% short ပေးရ20% short ပေးရတို့50ရာခိုင်နှုန်း short ပေးရအောင်နောက်ပြီးတော့အတန်း3ခုလောက်အဲ့လိုရှင်ရင်2ခုစာပဲပေးပြီးတော့တစ်ခုက free တို့အစရှိသဖြင့်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုသင်ပညာရေးနဲ့ပတ်သက်ပြီးအဲ့လို discount ချပေးရအမျိုးတွေအဲ့လို online ရပဲဖြစ် offline ရပဲဖြစ်ပေါ့နော်အဲ့လိုမျိုးပညာရေးနဲ့ပတ်သက်ပြီးတော့အဲ့လိုကောင်းမွန်စွာပေါ့နော်ငွေကြေးနည်းနည်းတက်တာစွာနဲ့အဲ့လို discount ချပေးရမျိုးဖြစ်အဲ့လိုဟာလေးတွေနဲ့တွေ့ပြီးတော့မှတင်နန်းအသစ်တွေပါတက်ဖြစ်ဖို့ပေါ့နော်အဲ့လိုမျိုးဖြစ်သွားလိမ့်မယ်ဆိုတဲ့ဟာမျိုးကိုလည်းဒီမှာလာပြီးတော့တွေ့ရတယ်ပေါ့နော်ဒါပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကိုတက်ချင်တဲ့ဟာလေးကိုဈေးနှုန်းဒီခေတ်ကြီးထဲမှာကွာဈေးနှုန်းတက်နဲ့တက်လိုက်ရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်သတင်းကောင်းပေါ့ကိုအတွက်ကတော့ဒါလေးကိုလာပြီးတော့မြင်ရပါတယ်နောက်ပြီးတော့နောက်တစ်ခုကကြတော့ဒီလထဲမှာတချို့သူတွေကအဲ့လိုပဲကန်ထက်ကောင်းမယ်ပေါ့နော်အဲ့လိုတွေ့ရဲဆိုအဲ့လိုကန်ဆန်းကြည့်အားမျိုးတို့ထီထိုးကြည့်အားမျိုးဒါလေးလုပ်ကြည့်ပေါ့နော်အဲ့ဒီကန်ချမာလေးတွေကိုလည်းဒီ reading ကိုကြည့်နေတဲ့သူတွေထဲမှာတွေ့ရဲဆိုတချို့လူတွေအဲ့လိုထီပေါက်တာတွေပဲကန်ဆန်းမဲ့ပေါက်တာတွေထပ်ပြီးတော့ဖြစ်အောင်မယ်ပေါ့နော်ဒါလေးကိုလည်းတွေ့ရလို့ထပ်ပြီးတော့ပြပေးရပါ Okay အဲ့တော့ဒီဂျွန်လာထဲမှာဆိုလို့ရှိရင်ဒီ reading ကိုကြည့်နေတဲ့သူလေးတွေအတွက် lucky ဖြစ်စေတဲ့အရာလေးကကြတော့မိုးကောင်းငင်ကပြနေတဲ့အရာလေးပေါ့နော်တချို့သူတွေခေါ်ဆိုရင်မိုးပြရောင်အပြနုရောင်ပေါ့နော်အဲ့လိုအရာမျိုးလေးအဲ့ဒီအရာလေးကိုများဝတ်ဆင်ပေးပါဒါကတော့ဒီဂျွန်လာပိုင်းမှာဒီ reading ကိုကြည့်နေတဲ့သူတွေအတွက် lucky color လေးဖြစ်ပါတယ်sky blue ပေါ့နော်အဲ့အရာလေးပေါ့ဒီအယောင်လေးရတော့ကံပိုကောင်းစီရပေါ့နော်တကယ်လို့ interview ဖြေမဲ့သူတွေရှိရဲအဲ့လိုတနည်းအစ်စ်ကိုပြောင်းရွှေ့ရမျိုးတို့အရေးတကြီးလှုပ်ရှားရှိတာမျိုးလို့ဆိုလို့ရှင်အဲ့လိုလင်မျိုးလေးတွေဆိုလို့ရှင်ရင်တော့ဒီမိုးပြရောင်လေးကိုဝတ်ဆင်ပေးပါဒါဆိုလို့ရှင်ကိုအတွက်ပို့ပြီးတော့မှကံကောင်းစီမယ်ဆိုတာလေးကိုမြင်ရပါတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်တော့မမီးရဒီဂျွန်လာအတွက်ကြည့်ပြီးရအောင်အကုန်ပါပဲနောက်လာမယ့် reading တွေမှာလည်းပြန်ပြီးတော့ဆုံတွေ့ကြပါအောင်မယ်ဟိုကြည့်ပေးစေခြင်းရိုက်ပေးစေခြင်းနဲ့ပေါ့နော်ခေါင်းစဉ်လေးရှိရင်လည်းအောက်က comment လေးမှာမှတ်ပေးခဲ့ပါအောင်เนาะအားလုံးပဲကံကောင်းကြပါစေပျော်ရွှင်ကြပါစေ see you